ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်တူတူကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဟေဘရဲဩဝါဒစာခန်းကြီး7အပိုင်ငယ်2ယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်အံ့ထိုသခင်သည်မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမှတ်ပဲလက်ဝါးကတိုင်၌ခံပြီးမှဘုရားသခင်၏ပလင်တော်လက်ရဘက်၌ထိုင်နေတော်မူ၏ကျွန်တော်ဒီနှုတ်ကပတ်တော်မှာဘာကိုတွေ့ရလဲဆိုရင်တော့ယုံကြည်ခြင်းကိုအစအဦးစီရင်ပြီးတော့စုံလင်စေတဲ့သခင်ယေရှုကိုစစ်စစ်ထောက်ရှုပါသခင်ယေရှုရဲ့လှုပ်ဆောင်တဲ့သခင်ယေရှုရဲ့ပြုမှုတဲ့အရာတွေကိုကြည့်လိုက်ပါသခင်ယေရှုဘလို့အသက်ရှင်ခဲ့လဲလောကမှာဒုက္ခဆင်းရဲခြင်းဆိုတာရှိပါတယ်တို့ရတွင်အဲ့ဒီဒုက္ခဆင်းရဲခြင်းတွေကိုသခင်ယေရှုကကြော်ဖြတ်လိုက်တယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာဝမ်းမြောက်ခြင်းအရာရှိနေတယ်လူသားအားလုံးအတွက်လက်ဝါးကတိုင်မှာအသေးခံမဲ့ကိစ္စကအင်မတန်မှရှက်ကြောက်စရာဖြစ်ပါတယ်အင်မတန်မှနာကျင်စရာဖြစ်တယ်အင်မတန်မှမရှောင်လန်းခြင်းနဲ့မကြော်ဖြတ်ခြင်းတဲ့ကိစ္စဖြစ်ပါတယ်တို့ရတွင်သခင်ရှုကဝန်ခံပြီးတော့လူသားအားလုံးအပြစ်ကနေလွတ်မြောက်ဖို့ရန်အတွက်သူရဲ့အသက်ကိုအသေးခံပြီးတော့လူသားအားလုံးရဲ့အပြစ်ကိုစားသူ့ပေါ်မှာလူသားအားလုံးတလောကလုံးရဲ့အပြစ်ကိုတင်ပြီးတော့လက်ဝါးကတိုင်မှာသူကအသေးခံပေးလိုက်တယ်တကယ်တော့ဒီလမ်းကအင်မတန်မှကြမ်းတမ်းပါတယ်အင်မတန်မှအဆက်ကွဲအကျိုးနဲ့ဖြစ်ရတဲ့ကိစ္စဖြစ်ပါတယ်ဒါကရေးရဆက်ဆက်လက်ဝါးကတိုင်မှာအသက်ခံရတာဖြစ်ပါတယ်ဒီလိုမျိုးအဆက်တကွဲအကျိုးနဲ့ရေးရဆက်ဆက်ရိုက်နှက်ခံပြီးတော့အသေးခံရမယ့်ကိစ္စကိုသခင်ရှုကမကြော်ဖြတ်ခြင်းတော့ညာလေသူကြော်ဖြတ်ခဲ့တယ်ဒါကိုကြော်ဖြတ်ပြီးတဲ့အခါမှာတစ်ဖက်မှာဝမ်းမြောက်ခြင်းအကြောင်းအရာရှိနေတယ်လူသားတွေအားလုံးထာဝရအသက်ရပြီးတော့တမလွန်မှာထာဝရဒုက္ခချမ်းသာကိုဝင်စားရဖို့အခွင့်အရေးရှိနေတယ်သခင်ရှုကတစ်ဖက်မှာဝမ်းမြောက်ခြင်းအကြောင်းကိုသိတဲ့အခါမှာရှက်ကြောက်သောအရာကိုမမှတ်ဘဲနဲ့လက်ဝါးကတိုင်မှာကျွန်တော်တို့အပြစ်ကိုစားအသေးခံပေးခဲ့တယ်သုံးရက်မြောက်သောနေ့မှာတည်ခြင်းကနေရှင်ပြန်ထမြောက်ပြီးတော့ကောင်းကင်ကိုပြန်တက်ကြွပြီးတော့ဘုရားသခင်ရဲ့ပလင်တော်လက်ရဘက်မှာထိုင်နေတယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ဒါကြောင့်မို့သခင်ရှုကိုစစ်စစ်ထောက်ရှုပါဆိုတဲ့ဒီနှုတ်ကပတ်တော်ကဘာကိုပြောတာလဲဆိုရင်တော့လောကမှာသခင်ရှုကြော်ဖြတ်တဲ့ကဲ့သို့ကျွန်တော်တို့ကလည်းကြော်ဖြတ်လိုက်ပါဒုက္ခဆင်းရဲခြင်းတွေပြဿနာတွေအခက်အခဲတွေကရှိနေမှာပါတို့ရတွင်အဲ့ဒါကိုကြော်ဖြတ်ပြီးတဲ့တစ်ဖက်မှာဝမ်းမြောက်စရာအကြောင်းကရှိနေပါတယ်ဒုက္ခဆင်းရဲခြင်းရဲ့တစ်ဖက်မှာဒုက္ခဆင်းရဲခြင်းကိုကြော်ဖြတ်ပြီးတစ်ဖက်မှာဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားခြင်းကရှိနေတယ်ဒါကြောင့်မို့ချစ်တော်ညီကိုယ်တော်ရောက်စီတိုင်းဒုက္ခဆင်းရဲခြင်းကိုမကြုံခြင်းလဲကြုံရမယ်သင်မကြော်ဖြတ်ခြင်းလဲကြော်ဖြတ်ရမှာဖြစ်တယ်တို့ရတွင်သင်ကကြော်ဖြတ်တဲ့နေရာမှာဝမ်းမြောက်စွာနဲ့တစ်ဖက်မှာဘုရားသခင်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာကိုယုံကြည်ခြင်းနဲ့သင်ကဖြတ်ကျော်လိုက်ပါဒုက္ခဆင်းရဲခြင်းကိုမကြော်ဖြတ်ဘူးဆိုရင်ဘုန်းတော်ထင်ရှားခြင်းဆိုတာရှိလာမှာမဟုတ်ပါဘူးဘုရားသခင်ပြင်ဆင်ထားတဲ့ဝမ်းမြောက်ခြင်းအကြောင်းအရာတွေကျွန်တော်တို့ကခံစားရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်သေမင်းရိပ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်ရဲ့တစ်ဖက်မှာပဲစားပွဲကိုပြင်ဆင်ထားတာဖြစ်ပါတယ်။စားပွဲကဂျိုင်ဝမ်ထဲမှာလည်းမရှိပါဘူး။ဂျိုင်ဝမ်ရဲ့ဒီဘက်အချမ်းမှာလည်းမရှိပါဘူး။သေမင်းရိပ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်ကိုဖျက်ကျော်ပြီးမှသာလဲဘုရားသခင်ပြင်ဆင်ထားတဲ့စားပွဲကိုရောက်ရှိမှာဖြစ်တယ်။ဒါကြောင့်မို့ဘုရားသခင်ကသေမင်းရိပ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်ရဲ့တစ်ဖက်မှာစားပွဲကိုပြင်ဆင်ထားတဲ့ဘုရားရှင်ဖြစ်ပါတယ်။ဒုက္ခဆင်းရဲခြင်းတွေကိုကြော်ဖြတ်ပြီးတဲ့တစ်ဖက်မှာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဘုရားသခင်ပြင်ဆင်ထားတဲ့ဘုန်းတော်ထင်ရှားခြင်းကရှိနေပါတယ်။ကျောင်းသမကျမ်းစာထဲမှာယောဘကြီးကဒုက္ခဆင်းရဲခြင်းတွေကိုကြော်ဖြတ်ပြီးတဲ့တစ်ဖက်မှာနှစ်ဆသောကောင်းကြီးမင်္ဂလာကိုခံစားခဲ့ရတယ်ဆိုအကြောင်းကိုတွေ့ရပါတယ်။ယောဘရဲ့သက်တာထဲမှာသူဘုရားနဲ့မှန်ကန်စွာအသက်ရှင်ရင်းနဲ့ပဲဘုရားကိုကိုးကွယ်ရင်းနဲ့ပဲသူသားသမီးတွေသိဆုံးတယ်။သူရဲ့စီစဉ်ဥစ္စာတွေအကုန်လုံးကုန်ဆုံးသွားတယ်။သူ့ရဲ့ခန္ဓာကိုယ်မှာပါအနာရောဂါတွေဆွဲကပ်လာပြီးတော့ဒုက္ခဆင်းရဲခြင်းကြီးစွာခံစားရပါတယ်။တို့ရတွင်ယောဘကဘုရားသခင်ကိုမပြစ်မှားဘဲနဲ့တစ္ဆာရှိစွာနဲ့ဘုရားကိုပဲဆက်ကိုးကွယ်တယ်။သူမှန်တာကိုဆက်လုပ်တယ်။ဘုရားသခင်နဲ့ပဲသူကဆက်အသက်ရှင်တယ်။ဘုရားသခင်ကိုပဲမျှော်လင့်တဲ့အခါမှာဘုရားသခင်ပြင်ဆင်ထားတဲ့တစ်ဖက်မှာနှစ်ဆသောကောင်းကြီးမင်္ဂလာကိုခံစားခဲ့ရတယ်။ဒါကြောင့်မို့မှုန်တိုင်းပြီးသွားတဲ့အခါမှာလေပြေလာသလိုပါပဲ။ဒုက္ခဆင်းရဲခြင်းကိုကြော်ဖြတ်ပြီးတဲ့တစ်ဖက်မှာဘုရားသခင်ကကြီးစွာသောကောင်းကြီးမင်္ဂလာကိုပြင်ဆင်ထားပါတယ်။ဒုက္ခဆင်းရဲခြင်းကတော့ဖြတ်ကျော်တဲ့အခါမှာအင်မတန်မှကြေကွဲစရာတွေအင်မတန်မှဝမ်းနည်းစရာတွေအင်မတန်မှနာကျင်ရတဲ့ຢာတွေရှိပါတယ်။တို့ရတွင်သင်ကဘဝကိုခါသည်မသွားဘဲနဲ့ဘဝကိုစိတ်မပြတ်သွားဘဲနဲ့ယုံကြည်ခြင်းအပြည့်နဲ့ဘုရားသခင်ကိုယုံကြည်ခြင်းထားပြီးတော့သခင်ရှုခဲ့သို့အရှိမဝမ်းမြောက်ခြင်းအကြောင်းရှိတယ်ဆိုတာကိုသင်ကခံယူပြီးတော့အဲ့ဒီသေမင်းရိပ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်ကိုသင်ကဖျက်ဆီးလိုက်ပါ
ဘုရားသခင်နဲ့အတူဘုရားရဲ့ခွန်အားနဲ့ဖြတ်သန်းလိုက်ပါကျွန်တော်ခါနန်ပြည်ဆိုတာလည်းလွယ်လွယ်ကူကူနဲ့ရခဲ့တာမဟုတ်ပါဘူးအင်မတန်ကြီးမားခိုင်ခန့်တဲ့ယေရီခေါမြို့ရိုးကြီးကိုကြိုဖြတ်ပြီးမှသာလဲခါနန်ပြည်ထဲကိုရောက်ရှိခဲ့တာဖြစ်ပါတယ်အင်မတန်မှထူထပ်ခိုင်မာတဲ့ယေရီခေါမြို့ရိုးကြီးကတားဆီးနေတယ်တို့ရတွင်ဘုရားသခင်ကမြို့ရိုးကိုပတ်ခိုင်းတယ်တရက်မှတစ်ပတ်ပတ်တယ်9ရက်မြောက်တဲ့နေ့မှာတော့9ပတ်ပတ်ခိုင်းတယ်ပြီးတဲ့အခါမှာကြီးသောအသံနဲ့ကြွေးကြော်တဲ့အခါမှာမြို့ရိုးကဓာတ်တစ်ချက်ခုတ်เสียရမလို့ကြောက်ခဲနဲ့ပြစ်เสียရမလို့တစ်လုံးနဲ့ဝင်ဆောင်เสียရမလို့အလိုလျောက်ပြိုကျသွားတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဒါကဘုရားသခင်စကားကိုနာခံပြီးတော့ယုံကြည်ခြင်းနဲ့လှုပ်ဆောင်တဲ့အခါမှာအံ့ဩဖွယ်ရာနမိတ်လက္ခဏာဖြစ်ပေါ်လာခဲ့တယ်အခက်အခဲတွေအတားအဆီးတွေကတော့ယေရီခေါမြို့တိုင်းတို့အင်မတန်မှခိုင်ခန့်နေပါလိမ့်မယ်ဒါပေမဲ့မစိုးရိမ်ပါနဲ့ဘုရားသခင်ခိုင်းတဲ့အတိုင်းလုပ်လိုက်ပါဘုရားသခင်ပြောတာကိုပဲယုံကြည်နာခံခြင်းနဲ့သင်ကလိုက်လျှောက်လိုက်ပါအဆုံးသတ်မှာနမိတ်လက္ခဏာကိုတွေ့ရမှာဖြစ်ပါတယ်ယေရီခေါမြို့ရိုးကြီးကိုဖျက်ကျော်ပြီးတဲ့တစ်ဖက်မှာတော့အင်မတန်မှကောင်းမွန်တဲ့ဘုရားပြင်ဆင်ထားတဲ့ခါနန်ပြည်တဲကိုဝင်စားရတာဖြစ်ပါတယ်တို့ရတွင်ယုံကြည်ခြင်းစိတ်ကင်းမဲ့ပြီးတော့စိတ်ပြတ်သွားတဲ့သူတွေဘုရားသခင်ကိုယုံကြည်ခြင်းစိတ်ကင်းမဲ့သွားတဲ့သူကတော့တောထဲမှာပဲဆုံးရှုံးသွားတယ်ခါနန်ပြည်နဲ့လွဲချော်သွားခဲ့ရတယ်ဆိုတာကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဒါကြောင့်မို့ချစ်တော်ကြောင့်စီတိုင်းဒုက္ခဆင်းရဲခြင်းကိုကြော်ဖြတ်တဲ့အချိန်မှာသင်ဝမ်းနေကောင်းဝမ်းနေပါလိမ့်မယ်သင်ဘဝကြီးဟာအင်မတန်မှနာကျင်စရာတွေကြုံကောင်းကြုံပါလိမ့်မယ်တို့ရတွင်ဘဝကိုမခါသီးသွားနဲ့ဖြစ်တယ်လို့မနေလိုက်နဲ့ဒုက္ခဆင်းရဲခြင်းရဲ့တစ်ဖက်မှာဘုရားသခင်ကဘုန်းတော်ထင်ရှားခြင်းသူ့ရဲ့ကောင်းကြီးမင်္ဂလာကိုပြင်ဆင်ထားတယ်သေမင်းရိပ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်းထဲမှာစားပွဲကမရှိပါဘူးဂျိုင်ဝမ်းရဲ့ဒီဘက်ချမ်းမှာလည်းစားပွဲကမရှိပါဘူးဂျိုင်ဝမ်းကိုဖျက်ကျော်ပြီးတစ်ဖက်မှာပဲဘုရားသခင်ကစားပွဲကိုပြင်ဆင်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့သခင်ရှုခဲ့သို့အင်မတန်မှနာကျင်ရမယ်အင်မတန်မှကြေကွဲစရာကောင်းတဲ့အရှက်တကွဲအကျိုးနဲ့ဖြစ်မဲ့ကရာနီလန်းကိုလက်ဝါးကတိုင်းမှာအသေးခံမဲ့ကိစ္စကိုမဖြတ်ကျော်ခြင်းတော့ညာလေဖြတ်ကျော်ခဲ့တယ်။ဘာကြောင့်လဲဆိုရင်တော့တစ်ဖက်မှာဝမ်းမြောက်စရာအကြောင်းရှိတယ်။လူသားအားလုံးထာဝရတရားဖို့အတွက်သခင်ရှုကလက်ဝါးကတိုင်းမှာအသေးခံပေးခြင်းဖြစ်ပါတယ်။သခင်ခရစ်တော်ဘုရားကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကတမလုံးမှာအပင်ငယ်သွားစရာမလိုဘဲနဲ့ထာဝရဒုက္ခချမ်းသာကိုဝင်စားဖို့အခွင့်အရေးရသွားတယ်။လောကမှာခဏတာနေတဲ့ခါမှာလဲထိုသခင်ကဲ့သို့ထိုသခင်ကြော်ဖြတ်တဲ့ကဲ့သို့ဒုက္ခဆင်းရဲခြင်းကိုကျွန်တော်တို့ကဝမ်းမြောက်သောစိတ်နဲ့တစ်ဖက်မှာဘုရားသခင်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာကိုယုံကြည်ခြင်းစိတ်နဲ့ကြော်ဖြတ်နိုင်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေချီနေတွေကိုကြည်တော့စိတ်ပြက်စရာပဲပြည်လေနိုင်စရာတခုမှမတွေ့ပါလားကြိုးစားရင်းနှီးမြုံနေရင်နဲ့ရှင်းလိုက်တိုင်းရှုံးလို့လာခဲ့တဲ့အခက်ခဲများဒုက္ခရဲ့နေရများတဲ့ဝမ်းနေခြင်းလားပူလောင်နာကျင်မိုးချက်သောကားတွေနဲ့ခန္ဓာဝိညာဉ်ညှိုးနွားလိုလာခဲ့လမ်းလွယ်ရင်လွယ်မနေရင်နဲ့လမ်းလိုက်တိုင်းနောက်သို့ရိုက်လေခဲ့ခြေလမ်းများဆိုရွာတဲ့ရိုက်ချက်များနဲ့ခါသန်နေလားဒီချိန်မှာတေချာပြန်တွေ့လို့တော့ဝန်ခံနိုင်ဖို့ရဲ့ဒုက္ခကြောက်ခဲများနဲ့ချီးမွမ်းခြင်းရဲ့ပလင်ဒီမယ်အချိန်တွေဘလို့ပြီးဆုံးလဲခိုင်မာစွာရှင်သန်နိုင်လိမ့်မယ်မျော်လင့်ခြင်းနဲ့ဘဝထားလိုက်လက်တော်တဲ့အဘယ်မှုကိုမျှစိုးရိမ်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းပတ္ထနာပြုသောအားဖြင့်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလော့ထို့သောပြုလျင်အဘယ်သူမျှကြံ၍မမီနိုင်သောဖျားသခင်၏ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်
ရာရာအောင်မြင်ခဲ့တဲ့ဖျားရှင်အားခိုးလုံးယုံကြည်စိတ်ချဂရီတော်စကားဆွေမြဲလို့လိုက်ရှောင်းနေရင်နဲ့ထူမြတ်တဲ့ရလက်ဖြေများနဲ့အောင်ပွဲများဝမ်းမြောက်ခြင်းနေရများတဲ့ချီးမွမ်းခြင်းများဒီချိန်မှာတေချာပြန်တွေ့လို့တော့ဝန်ခံနိုင်ဖို့ရဲ့ဒုက္ခကြောင့်ခဲများနဲ့ချီးမွမ်းခြင်းရပလင်ဒီမေအချင်းတွေဘလို့ပြီးဆုံးလဲခိုင်မာစွာရှင်သန်နိုင်လိမ့်မယ်မျော်လင့်ခြင်းနဲ့ဘဝထားလိုက်လက်တော်တဲ့ဒီချိန်မှာတေချာပြန်တွေ့လို့တော့ဝန်ခံနိုင်ဖို့ရဲ့ဒုက္ခကြောင့်ခဲများနဲ့ချီးမွမ်းခြင်းရင်ပလင်ဒီမယ်အချင်းတွေဘလို့ပြီးဆုံးလဲခိုင်မာစွာရှင်သန်နိုင်လိမ့်မယ်မျော်လင့်ခြင်းနဲ့ဘဝထားလိုက်လက်တော်တဲ့မျော်လင့်ခြင်းနဲ့ဘဝထားလိုက်လက်တော်တဲ့မျော်လင့်ခြင်းနဲ့ဘဝထား